အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်တော်များတီတီကစနေဆက်ပူပစ္စည်းဆိုင်ကဆောက်လုပ်ရေးသမားများတွေအသုံးများလေးရှိရဲဝယ်လူမတစ်စိတ်သေးက RH 9326 3ချက်ဖောက်ကန်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ကျမတို့ကဆောက်လုပ်ရေးသမားတွေမှာဒီရပန်းအမှားများလေးရှိရဲဒီ3ချက်ဖောက်ကန်းလေးကဝယ်လူမတစ်စိတ်ကနေထုတ်ထားတဲ့ RH 9326 3ချက်ဖောက်လို့ရပါမယ်33ချက်အုပ်ဖောက်ဆက်မှာဆိုရင်ဒီဟာဆိုရင်ပုံမှန် vibration နဲ့ကျွန်တော်အုပ်ဖောက်မယ်အစင်းနဲ့မှာဆိုရင်ဒီမှာဆိုရင်တော့ vibration နဲ့အုပ်တွေကိုထိုးမယ်ဖောက်လို့ရပါမယ်ဒီအဆင့်3ဆင့်မှာဆိုရင်တော့ကျွန်တော်တို့အနေနဲ့အုပ်ထိုးတာခွဲတာမျိုးတွေကိုအသုံးပြုလို့ရပါမယ်အကုန်လုံးပြသူ့မှာဆိုရင်ရှေ့လက်ကင်ထိန်းလို့ရမယ်လက်ကင်ကိုင်းလေးချောင်းပါမယ်စူသားလေးချောင်းပါပါမယ်ရှင်စူသားလေးချောင်းပထမစူသားနှစ်ချောင်းကအုပ်ဖောက်လို့ရမယ်စူသားနှစ်ချောင်းအုပ်ဖောက်လို့ရမယ်စူသားနှစ်ချောင်းပါမယ်အုပ်ခွဲအုပ်ခွာလို့ရမယ်စူသားနှစ်ချောင်းအခုလိုမျိုးဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေများပြလာတဲ့ခါတွေမှာအရေးသေးအမြင့်အကောင်းတွေကပစ္စည်းကောင်းတိုင်းတွေကလိုချင်နေဆိုရင်တော့ဝယ်လူမတစ်စိတ်လေးကိုပဲအသုံးပြုဖို့အကြံဉာဏ်ပေးပါရစေရှင်ဝယ်သွားတဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်